နေ့သာသနာတော်သက္ကရာ2549ခုနှစ်ကိုဇန်သက္ကရာ1369ခုနှစ်နတော်လမ်းကြီးကျော်17ရက်နေ့ညရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်ရန်ကြီးအောင်လမ်းမိသားစုများ၏17ကြိမ်မြောက်ဓမ္မပူဇာသဘင်ပထမညနေဟောကြားတော်လူသားအားလုံးအတွက်အရေးကြီးသိထားသင့်သည့်တရားတစ်ခုဖြစ်ပြီးမိခင်နဲ့တူသောအရာအမိကြီးသောတရားတော်ပါတရားတော်ပဲမိခင်နဲ့တူသောအရာအဲ့ဒီတရားတော်ကိုဦးဇင်းတို့မြတ်စွာဘုရားဟောကြားတဲ့မိခင်နဲ့တူတဲ့အရာပါလဲဆိုတာကိုထေရဂါထာပါဠိတော်ကဂါထာလေးကိုနားကြည့်အောင်ဒီမှာဖြည်းဖြည်းချင်းနဲ့လွတ်ကြရအောင်အတန်းကျင်လို့မရတော့ဘုရားကများအဲ့ဒီမှာဂါထာလေးကအာတိသီလံပဋိဋ္ဌာစကလေယာနိသမာတုကံပမုခံတပ္ပဓမ္မာနံတတ္တမသီလံဝိသောတိမြန်မာပြန်လိုက်တော့ဒါနသီလသမထဝိပဿနာကုသိုလ်အားလုံးထဲမှာမိမိရဲ့ကိုယ်နဲ့နှုတ်ကိုစောင့်ကြောက်ထိန်းသိမ်းတဲ့သီလတရားဟာကုသိုလ်အားလုံးရဲ့အဥ္စာဖြစ်တယ်။အဲဒီသီလတရားဟာကုသိုလ်အားလုံးရဲ့ကြည်ရာဖြစ်တယ်။အဲဒီသီလတရားဟာကုသိုလ်အားလုံးရဲ့မိခင်နဲ့တူတယ်။အဲဒီသီလတရားဟာကုသိုလ်အားလုံးရဲ့ဖြစ်ပွားပေါ်ထွက်ရာကရွင်းနဲ့လည်းတူတယ်လို့ထေရဂါထာပါဠိတော်မှာသီလရဲ့ဥပမာ၄ချက်အဲဒီ၄ချက်ထဲမှာသီလဟာမိခင်နဲ့တူပုံကိုယခုခေတ်လူငယ်များပါနားလည်အောင်သီလတရားအရေးကြီးဖို့မိခင်နဲ့သီလတူတဲ့သီလကိုမစောင့်ရှောက်ရင်သံဃာမှာဒုက္ခရောက်ပုံများနည်းနည်းပြောပေးမယ်အဲ့တော့ဥမာနာလေးပြန်ပြောအောင်သာသမီတယောက်မွေးဖွားလာရင်ခြေလူသေးကလေးကစပြီးတော့အနိကစောင့်ရှောက်တာဟာတခြားလားမိခင်လားမိခင်ပါဗျာမိခင်တော့ဘယ်သူမှမစောင့်ရှောက်နိုင်ဘူးဒါကြောင့်အဲ့ဒီမိခင်ကတစုံတစ်ခုသောအကြောင်းကြောင့်ဆုံးမသွားပြီဆိုရင်ဒီကလေးလေးအသက်ကြီးဖို့ကျန်းမာဖို့ချမ်းသာသွားကြီးပြင်းဖို့ပြည့်တဲ့သူလွယ်ပါမလားထို့တူပါလေတဲ့ကျန်တဲ့ကုသိုလ်တွေဘလောက်ပင်ရှိရှိသီလကုသိုလ်တွေအားနည်းပြီဆိုရင်တန်တရာမှာဒုက္ခရောက်တတ်ပါတယ်။ယနေ့ခေတ်အခါဟာသုက္ကတိဆိုတော့ဒါနကုသိုလ်တွေအားကောင်းတော့သီလကုသိုလ်ကမှအားနည်းနေတာသိရပါတယ်။ဘုရားတော်စာပဲရေးရေးတရားပဲဟောဖို့လိုနေတဲ့ကွက်လက်လေးတွေကိုဟောလေးရေးရှိပါတယ်။ရေးခြင်းဟာလည်းကြောက်မရေးလို့ကိုဟောခြင်းလည်းကြောက်မဟောပါဘူး။တရားတော်မှတွေတကယ်လုံမဲ့အရာလေးတွေရွေးပြီးတော့ဒီကိုရည်ကြီးအောင်လာတော့ဒီသားစုလာကိုဓမ္မဒါနပြုပေးပါအဲ့ဒီသာသမီဟာမိခင်မရှိခဲ့ရင်ကျမ်းမာဖို့ချမ်းသာဖို့ကြီးထွားလာဖို့မလွယ်တကယ်လို့ကုသိုလ်အလုံးမှာလည်းသီလကုသိုလ်မရှိခဲ့ရင်တန်ត្រာမှာလေကျမ်းမာဖို့ချမ်းသာဖို့အသက်ရှင်ဖို့အင်မတန်ခက်ရင်သွားပထမဆုံးပါဏာတိပါဒကံပါကံပါလေပါဏာတိပါဒကံမြတ်စွာဘုရားကမှားတာဟာလူသားအလုံးအတွက်ပါဗုဒ္ဓရဲ့တရားဟာသဘာဝတရားပါတရားလေသဘာဝတရားလူသားအလုံးနဲ့ဆိုင်တယ်ကထညက်ကိုလေဗုဒ္ဓဘာသာဝင်သားလည်းချိုးမယ်ကျန်တဲ့ဘာသာဝင်တွေသားမချိုးဘူးလားသဘာဝတရားမို့လို့တခါအဲ့ဒီဦးဇင်းတို့အခုပဲအချင်းပေါ့နော်မကြီးကြီးပြတန်မြတ်တိစားပါတော့အဲ့တန်မြတ်တိကိုဗုဒ္ဓဘာသာစားရုံမချင်းဘူးလားရှင်းပါပြီကျန်တဲ့ဘာသာဝင်စားရုံမချင်းဘူးလားရှင်းပါပြီဒါသဘာဝတရားတွေလူသားအလုံးနဲ့ဆိုင်တယ်ထို့သူဗုဒ္ဓချမ်းသာပေးတဲ့၅ပါးသီလဟာလူသားအလုံးနဲ့ဆိုင်တာပါဒါကြောင့်ဒါဟာဘာသာဝင်အလုံးလိုက်နာရ၅ပါးသီလမရှိကြလို့လောကကြီးကဆူပွက်ပြီးတော့ဒုက္ခရောက်နေတာဒီသီလလေးကလုံးကြုံရင်ဘာရဲမှလည်းမလိုတော့ဘူးဘာတရားသူကြီးဘာရှိနေမှလို့သိချမ်းသာတဲ့နိုင်ငံဖြစ်ပါဘူးကဲနားဆောင်ကြည့်ဟောဒီရန်ကုန်ကပဲအချမ်းသာဆုံးတထေးကြီးတယောက်ရဲ့အားတယောက်ကြောင့်ပြောပြသူတို့ဟာဘယ်လောက်ကြီးချမ်းသာလဲဆိုရင်နိုင်ငံသားမှာကားအသစ်ဆန်းပေါ်ရင်သူတို့ပထမဆုံးစီးရတယ်ဒါတော့ချမ်းသာဒီ
ဒီလိုဝတ်တယ်ဦးဇင်းဘာကြောင့်ဖြစ်လဲဆိုတော့အဲ့ဒီတတိသားနဲ့ဦးဇင်းရဲ့ဒီဒီသားကတတိတဲ့ကတန်ငယ်ချင်းဖြစ်နေလို့သိတာအဲ့တော့တခါတော့ကဘာမှာပေါ့နော်နောက်ဆုံးပေါ်ကားတစ်စီးပေါ်ရောတင်ရတော့ထောင်နဲ့စီပြရမှာပေါ့အဲ့ဒီကားကဘလောက်ကြည်ညံထားလဲဆိုရင်ဒီကကြောက်ထဲကျသွားတော့အထဲကျမောင်းတဲ့လူတွေစီးတဲ့လူတွေမသေးအောင်စီမံထားတယ်ဘလို့စီမံထားလဲဆိုတော့ကားရဲ့အပေါ်အောက်ဘေးနှစ်ဘက်ကလေးအိတ်တွေဟာဒီကားတိုက်မှုဖြစ်ရင်သို့မဟုတ်ကြောက်ထဲကျရင်သို့မဟုတ်မှောက်ရင်ပေါ့လေးတွေလေးဘက်လုံးထွက်ပြီးတော့အထဲမှာရှိတဲ့စီလူမောင်းသူများကိုမရှိကြအောင်လေးတွေကကာဝေးပေးထားတယ်ဒါကြောင့်ဘလောက်ဒီကားဟာကားချင်းတိုက်မှောက်ကြောက်ထဲကျရအထဲထဲလူမသိရဘူးအဲ့ဒီကောင်လေးတစ်သေးသားလေးရမောင်းနေဒါပြီးမဲ့လို့သူ့ရဲ့မိဘများကသူတို့သားဥစ္စာရှိမွေဆိုတဲ့အာမိတအမွေပဲပေးကြတယ်ဓမ္မအမွေမပေးဘူးအခုလိုတရားပွဲတွေကိုဒီသားကိုခေါ်လာအောင်မှလည်းမသိဘူးလို့လည်းမလားအခုတရားတော်လေးတွေပေါ်နေပြီစိတ်ဝင်စားကြတရားတော်လေးတွေဒီသားကိုဖတ်ဖို့ဖတ်ခန်းကိုလည်းတတိမရဘူး။အိုးငါတို့မှရွှေတွေငွေတွေသုံးမပေါ်အောင်ရှိတာပဲဒါငွေဝေလုံလောက်ပြီဆိုပြီးတော့ဒီသားကိုဥစ္စာကြီးငွေအမွေသာပေးတယ်ဓမ္မငွေမပေးသိမှားပါမိမိရဲ့သားသမီးကိုတကယ်ချစ်တဲ့မိဘဆိုရင်ဥစ္စာကြီးငွေအတက်ပညာငွေသာမကဓမ္မငွေပါပြင်းအောင်ကြိုးစားပါအခုကြည့်မိဘရဲ့ဓမ္မငွေပေးဖို့လည်းပါတယ်သူ့ရဲ့အတိတ်ကသီလနဲ့တူတဲ့မိခင်နဲ့တူတဲ့သီလကိုမဆောင်ကြောက်တာလည်းပါတယ်ပေါ့တရက်တော့သူကချေးသိနဲ့ချီပြီးတော့ပေါက်တယ်အဲ့ဒါအကြီးမားဆုံးဟိုတယ်ကြီးသွားပြီးတော့မိမလေးနဲ့ပျော်ပါတောက်စားမှုရစ်ဖို့လေးမိဆွေလေးနဲ့ညတာအောင်ကြမှာပြန်လာတယ်လမ်းကြတော့သူကတိုက်လည်းပဲမသေးဘူးမှောက်လည်းမသေးဘူးကြောက်ရကြမသေးဘူးဆိုတော့စွန့်မောင်းလာမောင်းရင်နဲ့ကားတစ်စီးနဲ့တိုက်ရောတိုက်ပြီးတော့သူကမှောက်သွားတယ်မှောက်သွားတော့သူကြောက်တော့ကားတစ်စီးတော့ဆိုင်ရာပုဂ္ဂိုလ်တွေရောက်လာပြီးတော့ဟိုဘက်ကတော့ဘာမှမပြုလို့အဲ့ဒီလက်ရည်ကောင်ကိုသွားဖွင့်ကြည့်တော့အထဲထဲမှာကောင်းနေပါလေကွဲပြီးတော့ရုပ်ရည်ဆင်းရဲသေးနေတယ်ဟောပတိလေးပေါ်လာပြီသူ့ကားထဲမှာမှောက်ရင်ကြောက်ခဲ့ကြရင်မသေးအောင်ဖန်တီးပေးတဲ့လေးတွေမပါဘူးလားအခုသေးနေပြီဘာလို့လို့သေးတယ်ဗျာဆိုအပေါ်ရန်အနေနဲ့ဖြေရသူကလမ်းသေးရဲ့လေခုမှသူအဲ့ဒီသူသေးတဲ့ချိန်က7-7လောက်ရှိသေးတာအဲ့တော့ကားစရိယာရင်မှာသူကဘာတွေတက်တာလဲဆိုတော့အချွန်အတက်အလှတွေတက်ထားတယ်တမင်သူတို့ကိုယ်ကောက်ဖို့ဒီပေါ်ကြီးလျှောက်ပြီးတော့ကားမောတဲ့အချိန်မှာသူ့အသက်ကင်းအောင်ထွက်လာတဲ့လေးတွေကိုသူ့အလှတက်ထားတဲ့အချွန်တက်တွေအကုန်ပေါက်ခွဲလိုက်တာလေးတွေကကဲလို့မရတော့မှကားတကားနဲ့ရိုက်ညက်ပြီးတော့ခေါင်းဝဲသေးတာအပေါ်ရန်ကြည့်ရင်တော့သူ့အသက်ကိုကဲမဲ့လေးတွေကိုသူအလှတက်ထားတဲ့အချွန်တက်တွေကခွဲပြီးလို့သိရတာဒါကအပေါ်ရန်ဖြစ်ဓမ္မအနေနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီကလေးဟာအရင်လေးဘဝတုန်းကလူတန်းချင်းဒါနပြုခဲ့တယ်အဲ့ဒီဒါနကုသိုလ်ကံကြောင့်ဟောဒီရန်ကုန်လိုမြို့မှာအချမ်းသာဆုံးမိဘဘဝနဲ့မှာသွားပြီးတော့တတိတေးရတယ်တတိကသွားဖြစ်တယ်ဒါနကတာဝန်ကြီးပါတယ်သို့တော်သူဒီမိခင်နဲ့တူတဲ့၅ပါးသီလကိုမလုံးကြုံခဲ့ဘူးသူတို့ကအတ္တလေးကိုတတ်ချင်တိုင်းတတ်ဖြတ်ခဲ့တယ်အဲ့ဒီသူတတ်ဖြတ်ခဲ့အာနာတိပါဒအာဟုတုကံကမင်းကိုလူဘဝပဋိသဘဝမှာ7နဲ့သားတဲ့ကိုမနေရဘူးမင်းမြန်မြန်သေးရမယ်ဆိုပြီးတော့မပြောတော့လေပြောတကယ်လို့သူ့အသက်ကိုကယ်မယ်လေးတွေကိုသူတတ်ထားတဲ့အချွန်တက်တွေကပေါက်ခွဲလိုက်တာအဲတော့ဒီတတိသားလေးငယ်ငယ်ရွယ်နဲ့သေးရတာဟာတခြားကြောင့်လားမိခင်နဲ့တူတဲ့သီလမရှိလို့လားမိခင်နဲ့တူတဲ့သီလမရှိလို့ပါအဲ့ဒီချက်ပြီးပိုင်တရားနာတာသိတမ်းမှုရှိပါဒါပဲဖြစ်တယ်နောက်တစ်ခုပြောတယ်အများကြီးပါဒါလေးပြောရင်တော့
ကိုယ်ပြီးခဲ့တဲ့ဝါတွင်းကပဲဟိုဒီဘိန်းမျိုးနဲ့ပေါ့ဒါတို့ကတော့ကျွန်းစုထဲမှာပါတယ်ကလေးမလေးတယောက်တရင်ကြားတာပေါ့ဒါကလေးတော့တရင်ပြီးဆရာတော်တဲ့အဲ့ဒီကလေးကမွေးတဲ့ကလက်နှစ်ဖက်လို့အရင်ကပါမလားအဲ့ဒါကြောင်းတက်တာတော့6ကျန်းအောင်သွားပြီတဲ့6နဲ့စာရေးပြီးတော့ကြောင်းတက်အခုတော့အတန်းကြီးလာတော့မိဘများကဆက်မထားနိုင်လို့ကြောင်းမလေးရဘူးတရင်ကြားတော့ဦးချက်ချင်းထလိုက်သွားတာပေါက်ပန်းပြီးတော့တညအိတ်ထုတ်ပြီးတော့မှသွားတယ်လို့ပြောပါရောက်တော့တွေ့ပါတယ်ကလေးမလေးအဲ့ဒါပြင်းနေလို့သူကြောင်းတော့ဆက်မတက်နိုင်တော့ဘူးတဲ့သူအပြေပေါက်လေးဖြစ်လာတော့အပြင်ထွက်မှဆက်တာပေါ့6တန်းတော့အောင်ပြီးပြီဆက်မနေရောမနေတော့ဘူးဆိုလို့ဦးသိန်းကတော့သွားတာကသူကြောင်းဆက်နေမယ်ဆိုရင်ဝဲရတဲ့အထိညီညာရေးအတွက်လှူဒန်းမယ်ဆိုတဲ့စိတ်နဲ့သွားတာပါသူကဆက်မနေတော့ဆိုတော့ဦးသိန်းထောက်ပံ့စေရမယ်လို့တော့ဒါမျိုးကပြောတယ်သမီးအဲ့ဒါလူသမျှပေါ့နော်သူကသာဖတ်ဝါဒနာပါတယ်ဒါဦးသိန်းရဲ့တောင်းဒီအားလုံးလည်းလှူပေးခဲ့တယ်။နောက်ဝင်းနဲ့တောင်းနဲ့လှူရတယ်။နောက်ဘိညုပြန်အောင်တော့လည်းပဲအဲ့ဒါဟိုသိနေတာဖပါတည်းလို့စောက်ပြီးပေါ့တတောင်းဟိုးတော့တာဝယ်ပြီးတော့လှူပေးတယ်လူပူမှန်းလာနေပါတယ်။နောက်ဦးဇင်းကတော့ဝိပဿနာကို14ပေတွေနောက်ကက်ဆက်တွေပါလှူပေးခဲ့။အဲ့တော့အဲ့ဒီကလေးမလေးမှလည်းပဲဘာဖြစ်လို့သူများခဲ့တော့လက်နှစ်ဖက်မပါရမလဲဆိုရင်အတိတ်ကလည်းသူများကိုတပ်ဖြတ်ခဲ့တဲ့ပါဏာရိပါဏာကံရှိခဲ့တယ်။ဒါကြောင့်ဖြစ်ရန်ပွားမှာခြေမစုံလက်မစုံနဲ့ဖြစ်ရတယ်။ဒါကြောင့်မြို့ကုန်ကြီးတွေဖြစ်ရင်တော့မိခင်နဲ့တူတဲ့တရားကိုလုံအောင်စောင့်ကြည့်ခြင်းနဲ့နံပါတ်နဲ့အတေနာဒါနကံပါကံအတေနာဒါနသူတို့ကဥစ္စာကိုခိုးတာပေါ့လက်သားတာလည်းခိုးတာပဲဟုတ်လားလက်မလေးကိုထိုးခိုင်းမင်းငွေပေးမှထိုးမယ်ဆိုတာလေခိုးတာပဲတကယ်သူလက်မှတ်တို့တောင်းကြည့်ထိုးပေါ့အဲ့ဒါတော့ဆံပေးမှထိုးမှဆိုခိုးခြင်းတစ်မျိုးပဲကိုယ်လုံးနေတဲ့ဟာကိုလုပ်ပြရမှာဒါအင်မတန်မှအကြီးကြီးတယ်နော်အဲ့ဒါမျိုးမျိုးဆိုရင်လည်းပြောပြတယ်တရားဝဲလုပ်ဖို့တဲ့ပါမစ်ကျင်းတာတောင်းမှအောင်မလေးပတ်စံတောင်းတယ်လားအောင်ရအောင်လိုက်တာရာရာကလည်းတောင်းတယ်မာယာကလည်းတောင်းတယ်နာနာနိုင်ကပါတောင်းလိုက်ပြီးအောင်ရအောင်လိုက်တာယုံနာလည်းထဲမပြောဘူးနည်းနည်းဟိုစီးဆောင်တာပေါ့နော်အဲ့ဒါနောက်တော့မတောင်းရတော့ဘူးတဲ့လူငယ်လေးတွေကမနေ့ကဦးဇင်းကလာကြောက်အဲ့ဘာလို့ဒီလိုကဆရာတော်တဲ့တရားဝင်9ညဆိုရင်တဲ့ကိုကြတဲ့အကုန်ကျင်းညာတာယာဝတမဝတတန်ခါနိုင်ကလက်မှတ်တို့က1000ကျင်းညာတယ်နောက်တော့မတောင်းရတော့ကောင်းတယ်နောက်တရားဝင်မှာငွေတောင်းအဲ့ဒီကိုသုံးကြရုပ်တော်ကပြည်သူတွေငွေကိုသုံးရတာအလဟတမသုံးနိုင်ဘူးလက်မှတ်တို့က9000ဆိုပြီးတော့9000ယူသိရင်ကျင်းညာလိုက်ယာဝတလက်မှတ်တို့က9000ပေးရတယ်မဝတဘာလို့အောင်လားကျင်းညာပေးလိုက်ပြီးရောဟုတ်လားတော်တော်ကောင်းနေပြီအဲ့တော့အဲ့ဒီလိုကိုယ်တာဝန်ကိုမလုပ်ဘဲနဲ့ငွေယူတာဟာလေခိုးတာလေဘာလို့လဲတခိုးတွေလုပ်လို့တာဘုန်းကြီးဆိုဘာသာစကားကြားတယ်တချို့မသိလို့တော့တဘောတာခဏတာဟာလေးမှတ်ပြီးတော့ငွေယူတာအဲ့ဘုန်းကြီးဘာသာစကားပဲမရှိပါဘူးမပေးရအောင်လူဆိုရင်ခိုးတာတချို့ကပြောမယ်ဆရာတော်ကဒီလိုလှူဒန်းနေတာအများကြီးပဲဗျာခိုးတာတော့ဘာဖြစ်လဲအေးလှူဒန်းရင်တော့ရှိရဘုရားဆန္ဒမှာပဲခိုးကြရင်တော့သူ့ရဲ့ချမ်းသာလာတဲ့ဥစ္စာစိတ်တွေကိုမှတ်ထားမီးလောင်တဲ့ရေမျိုးတတ်တယ်မင်းကမတရားသဖြင့်သိယူတတ်တယ်သို့မဟုတ်အခိုးခိုးတတ်တယ်ဒီလေးမျိုးကမဖြစ်စေရင်မိမိမွေးထားတဲ့သားတွေသမီးတွေကသားဆိုသမီးတို့တွေဖြစ်ပြီးတော့အုံဖြစ်စီပြတတ်ပါလေအဲ့ဒါဟာသူတို့ကဥစ္စာခိုးခဲ့တာပဲတဲ့မိခင်နဲ့တူတဲ့သီလအဒေနာဒါနကံကြီးကိုမဆောင်ရှောက်ခဲ့လို့ဒါကြောင့်လူကြီးကမှားခြင်းပါလေမတရားတော်နည်းနဲ့ဘယ်တော့မှမရှိဘူးနဲ့တရားတော်နည်းနဲ့လာယူရောချင်တယ်တွေးခေါ်လေးတစ်ခုတချို့ကပြောတာဟာဒီလိုလိုခိုးတာတရားလှူရင်လို့ပါတဲ့တချို့ကလာပြန်လေးဘုရားကလုံးဝအောင်ပြီဟိုခိုးပြီးတော့သိတရားတူမဲ့အစားသမ္မာအာဇီဝကြံ့ကြံ့တစ်ထောင်လိုတာကတန်ဖို့ရှိဘာကြောင့်လဲတဲ့ပြောပြီလေ
ရောက်လို့တက်ဖြက်ခိုးဝဲလူရင်နောက်ဘဝသီလပြည့်ပြီးမှလူရင်ပေါ့နောက်ဘဝချမ်းတော့ချမ်းသာမယ်အနာရောဂါတွေများအသက်တို့မိမိဥစ္စာတွေနဲ့ရံလူ၅ပါးဖြစ်ပြီးဘယ်မှာစိတ်ချမ်းသာမလဲတမ္မာလို့တဲ့တစ်ထောင်လိုလဲလို့ချင်းစိတ်ကျမ်းခံပြီးတော့ရံလူ၅ပါးကလွတ်တယ်ဦးဇင်းတို့ကိုရင်ဘဝ73နှစ်တာမန္တလေးမူလဒေဝီတိုင်းမှာနေတော့အဲ့ဒီတော့မြန်မာပြည်မှာအကြီးဆုံးမီးလောင်နေလေမန္တလေးမြို့မှာအိမ်ကြီး6000ကျော်ပါသွားကိုယ်ဝမန္တလေးတစ်မြို့လုံးညနေ4 နာရီလောက်တော့မနေ့မိုးလင်းမှပြီအဲ့ဒါအိမ်ကြီးလုံးကတ်တက်ပြီးတော့ကျန်တယ်မလောင်ဘူးဘာဖြစ်လို့ကျန်လဲဆိုအပေါ်ရင်ဆုံးတာဟာပေးရေးကြည့်လို့လက်စိနာသာကဘုရားကြည့်တာအပေါ်ရန်အကြောင်းတွေပါတကယ်အကြောင်းကတော့အဲ့ဒီအိမ်ရှင်ဟာသီလစင်ကြယ်ခဲ့တယ်နော်အပြည့်ကင်းစွာဥစ္စာကိုရှာဖွေခဲ့တယ်ဒါကြောင့်ကျန်တဲ့အိမ်ကြီး9000ကျော်မိလောင်တယ်သူ့မီးမလောင်ဘူးဒါကြောင့်ရေးတယ်လို့ကျန်လူ၅ပါးဘဝစတဲ့လွတ်ချင်လေသူများဥစ္စာခိုးခြင်းမှအကြောင်းကျင်ဖို့အရေးမရှိဘူးလားရှိပါပါ။ကြောင်းမတရားတော့နည်းနဲ့ဆိုရင်ဘာမှကိုမယူနိုင်တာအကောင်းဆုံးပဲပြောလိုက်အောင်လေဒီခေတ်ဒီခါမှာခုလိုတဲ့လမ်းတော့တချို့ပြည့်တဲ့လူကြီးကျမ်းဖန်ပြီးတော့မြေးတွေပါလေမခိုးဘူးလားခိုးပါဘူးဟုတ်တယ်တန်ကြီးကျဲလာဟုတ်တယ်ခိုးတဲ့လူရှိတယ်ပြောချင်ပါတယ်မြစ်တာနဲ့ပါဟိုသူတို့မှတော့ရဲ့တော့မှဆိုးလို့နော်အခုဟိုအီကြာကိုကြီးတိုင်းဆရာအီကြာကိုသိတယ်မဟုတ်လားကျတော့သူတော်မှလေဆောင်းမတို့ခါတယ်သူမြေတော်ခိုးခံလို့အီကြာကိုရဲ့သူကပြောတယ်ကျုံမြေတော့မခိုးတင်ဘူးတဲ့အီကြာကိုတို့အားတဲ့အခုဆိုရင်ဒီမြေကိုမသိခင်နဲ့အကြောင်းကိုသာသနာမြေကြီးလှူပေးသွားပြီအဲကြောင့်အီကြာကိုရဲ့မြေကိုခိုးရင်တော့သာသနာမြေခိုးတာပဲအောက်မှာသူနဲ့တော့ကြည့်ကြွားတယ်အခုသူလက်သာဆုံးသွားပြီးတော့ဝေသွားထောက်ပါတော့တကယ်ရုပ်ရည်အခုလည်းပြောမယ်လေတော်မျိုးတဲ့မှာမြေခိုးမှုလေတကယ်ပြည့်အချင်းချုပ်ကတော့အဲ့ဒီအိမ်ရှင်တွေကအရင်ရောက်တော့ဟိုမြေအစိုးရကပေးထားတဲ့မှတ်တိုင်လေးကိုပေါ့လေဟိုဘက်အိမ်တွေကမလာတော့သူကရွှေ့ပြီးတော့3 ပေလောက်2 ပေ3 ပေလောက်မှတ်တိုင်လေးပြည့်ဆက်ပြီးတော့ယူလိုက်ခိုးတာကတော့2 ပေ 3 ပေအောက်အဝီသီးတွေမြေကြီးကသွားတာအပြည့်ကြီးတယ်ခိုးမှုကမှမြေခိုးတာဆိုးဆုံးပဲဘယ်တော့မှမခိုးနဲ့ဘုဘကပါရင်ပါဘူးဘုရားပြောခဲ့ပြီလေဘလောက်ပင်အိယာနေရတကူသားလေးပဲဆိုကြည့်တာပါလေဘလောက်ပင်အိယာနေရဒါပြည်တာကဘလောက်တန်ဃာတွေဒီလိုက်နေဘုန်းကြီးတကားတော့ဘလောက်ချမ်းသာဘလောက်မြေကြီးကျဲကျဲဖြာတစ်ချက်စာတဲ့ဘိုးအိတို့ရသလားမရပါဘူးအဲ့ဒါအပူလောဘကြောင့်နေကြတာအပူလောဘတတ်တယ်အခုလည်းကြည့်လေသူ့ကိုပေလေးတဲ့6တဲ့ရာပြီးတော့3 ပေလောက်ဘိုးလို့ချင်းတော့ခိုးလာရောတိုင်းလေးရွှေ့ပြီးတော့နောက်ဘက်ကအိမ်နေလာတော့3 ပေရောတာပေါ့သူကအရင်ရောက်တော့အမှုလည်းမဖြစ်ချင်ဘူးနောက်အဲ့ဒီမြေခိုးတဲ့အမျိုးသမီးရဲ့သမီးရတယ်ကျောင်းဆရာမပွဲရတယ်နောက်ဆိုကြမလို့ရောက်ပြီးတော့သူခိုးတာဖြာတဲ့ဆက်တာအိမ်နဲ့ပဲပေရောပေတော့လေကြိတ်တံမာကြီးသွားပြေးပြီးတော့အဲ့ဒီသူခိုးခဲ့တဲ့အိမ်ဝမ်းတွေကိုမြေကြီးတောင်းနဲ့ပြုတ်ယုံပြီးတော့သွားသုံးနေရတယ်ဝတ်လိုက်တာလို့ခေါ်တယ်နော်ကြိတ်တာပေါ့ဝတ်ကြီးခိုးခဲ့တဲ့မြေတွေတော့ဟောနဲ့ညာတဲ့ပုံစံနဲ့ကြားနေရတယ်နောက်တော့ဒီဘက်တရားသမီးလေးကဘယ်လိုဖြစ်တာလဲဘယ်ရမကောင်းဆိုးရကမြေကြီးတွေဘိုးဘက်ဝိုင်းနေတော့ချတယ်ညကြမှာအိမ်မက်ပြီးတော့သမီးအမေကဲပါမြေလေးရေနေတာနဲ့2 ပေ 3 ပေလောက်အမေတိုင်လေးရွှေ့ဆက်ပြီးတော့ခိုးခဲ့တယ်တဲ့အခုအဲ့ဒီအကုသိုလ်ကံကြောင့်ကြည်တာဘုံရောက်ပြီးတော့အဲ့ဒီခံတဲ့ကိုမြေကြီးကျုံပြီးတော့သွားပို့နေရတယ်ဒါကြောင့်အမေကိုတဏှာကြီးဘွားကသူ့စိတ်ချင်းအမေခိုးခဲ့တဲ့တရားစပြီးတော့ငွေတွေတွက်ချက်ပြီးတော့အတူရောရင်းရောပါအဲ့ဒီအိမ်ကိုပေးလိုက်ပါမြေကိုလည်းအကုန်ပြည့်အောင်ပြန်ပေးလိုက်ပါပေါ့ပြီးမှအမေကိုအမြပေးပါလို့သမီးပြည်သူအိမ်မှာပေးမှသမီးကလည်းဝမ်းလိုက်တော့ငိုကြွေးရှာတယ်အဲ့ညမှာသောအမြေလည်းပြန်ပေးတယ်မြေယူထားသမျှအချိန်ကိုတွက်ချက်ပြီးတော့ငွေလည်းပေးလိုက်တယ်ပြီးမှမိခင်ကြီးအမြပေးမှပြည့်တာဘွားကလွတ်တယ်ကြီးစမ်းပြည့်တယ်ဟုတ်လားဟိုဘဝမှာခဏတန်နေရတဲ့အချိန်မှာမိခင်နဲ့တူတဲ့သီလကိုမဆောင်ကြောက်တော့ကိုယ်ပဲမနစ်နာဘူးဘယ်တော့မှသူကမြေမခိုးနဲ့ကိုယ်ပဲခံရတာ
ဘာမှလည်းဟုတ်တာမဟုတ်ဘူးတကယ်တော့ဘယ်လောက်ရေးကျဲကျဲအိတ်တော်ဖြာတစ်ချက်စားအိတ်တော်ဘယ်လောက်အဲ့ဒါလေးမှတ်သွားတော့လောဘလက်တဲ့နည်းလေးပေါ့အဲ့ဒါလေးဆိုကြည့်တယ်မှာဘယ်လောက်ပင်စားရစားရကဝန်းဝယုံမယ်ကဲမွေးတွေဘယ်လောက်ကြာကြာခင်ဗျားတို့သမင်းစားရင်ကဝန်းဝယုံနဲ့ပိုးစားလို့ရမလားဘိုက်တကူပါပါဘူးဒါကြောင့်ဝိသမလောဘမကောင်းတဲ့နည်းနဲ့မခိုးနဲ့မရှာနဲ့မလိမ်နဲ့မကောင်းနဲ့အဆိုကြီးဘလောက်ပင်ဝေးရအည်ပြားဖုံးယုံမယ်ဝိသုန်တွေဘလောက်များများတခါကိုအည်ပြားဖုံးယုံရင်ပို့ဝိသုန်မရပါဘူးအဲလောဘတွေတတ်ပါဆက်ဆိုလိုက်ဘလောက်ပင်အိယာနေရတဘူစာလေးပဲဘလောက်ပင်ဒီဥစ္စာရှိရှိသေရင်ထပြီးခဲ့ရတာရှိပဲကုသိုလ်ပြုရင်ကိုယ့်ကိုကြံခဲ့တယ်သူများကိုမမှန်ဘူးလားဒါကြောင့်အပေါ်လောဘတွေမထားနဲ့နော်ဒါကအဒေနာဒါနကံပေါ့တော့ပြောမယ်ဒီဘဝမှာဒီအတိတ်ကဆင်းရဲခြင်းရဲ့အကြောင်း၃မျိုးတဲ့မှတ်သွားဒီဘဝမှာဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကဒီအကြောင်း၃မျိုးတစ်မျိုးမျိုးပါကြပါတယ်နံပါတ်1သူများဥစ္စာခိုးခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ရဘဝမှာဆင်းရဲတတ်ပါတယ်ဒါကြောင့်ဘယ်တော့မှမခိုးပါနဲ့နံပါတ်2ကိုယ်ထက်သာတဲ့ပုဂ္ဂိုလ်ကိုမနာလိုတဲ့ပုဂ္ဂိုလ်များလည်းဒီဘဝမှာဆင်းရဲတတ်ပါတယ်ဒါနမရှိတဲ့ပုဂ္ဂိုလ်များလည်းဒီဘဝမှာဆင်းရဲတတ်ပါတယ်အဲ့ဒီ၃မျိုးလို့ပေါ့နော်သူများမနာလိုခြင်းမှလည်းကြောင်းမှာကိုယ့်အချင်းမှလည်းကြောင်းမှာဒါနဘုရားလမ်းဆောင်ပြုပါလို့မြေတာစေတနာကြီးနဲ့ဉာဏ်ကြီးအောင်မြေသားဆိုများပြောခဲ့ပြရစီငါးပါးလုံးဆုံးအောင်ပြောမှဆိုတော့ဒီဒါဒီနမ်းမှလည်းပဲအဆုံးတိုက်ကြရအောင်နံပါတ်3ကကာမေတုမိစ္ဆာစာရကံဘာကံကာမေတုမိစ္ဆာစာဒါလည်းမိခင်နဲ့တူတဲ့ဒီလားပဲတချို့ယောဂီတို့ဒီကံကြီးမဆောင်သိကြဘူးတခဏတာယံမှုလေးပြီးတော့သူတို့ဘာရဲ့မယားလေးသူတို့ဘာသမီးမျိုးလေးသူတို့ဘာလင်းနေနဲ့ပေါက်ပြန်ကြပြည့်စည်ကြတယ်အေးသန္တနာတစ်ချောက်ခံတော့မသက်သာဘူးဗျာအဲ့လိုပဲဒီဝိပုများလည်းဘလောက်ဝင်ဒါနတွေရှိခဲ့ဒီကံဝိတုကံကြီးပြုလုပ်ခဲ့မယ်ဆိုရင်ဖြစ်ရပါအောင်မှတ်လိုက်လူမုံများတယ်ရန်သူတွေများတယ်ချစ်တဲ့လူနဲ့ကိုယ်ရတဲ့ဘယ်တော့မှမပေါင်းရဘူးနောက်ပြီးတော့မိမဘဝချီပဲဖြစ်ရတတ်တယ်ကြောင့်ရဘဝပြန်မရတော့ဖြစ်သွားတယ်နောက်ဒီလေဆိုတာကတော့ယောက်ျားအင်္ဂါမိန်းမအင်္ဂါနှစ်ခုလုံးပါတဲ့ဘဝကြီးလေရောက်တတ်တယ်တခါယောက်ျားအင်္ဂါမိန်းမအင်္ဂါနှစ်ခုလုံးမပါတဲ့ဘဝဆိုးကြီးလေရောက်တတ်တယ်ဘယ်လောက်ကြောက်စရာကောင်းလဲအခုလည်းရန်ကုန်မှာပြည့်တဲ့သူမိန်းမဘဝကနေယောက်ျားကြောင်းနေဆိုတဲ့တရင်လူတစ်ခုကြားလိုက်ကြရမှာလားနားထောင်အဲ့ဒါခင်ဗျားတို့နားမလဲဘူးယဟန်တန်ဃာတွေစာသင်တဲ့သီလရှင်တွေပဲသိတယ်ခင်ဗျားတို့သိတယ်လူတွေအကြည့်ကြည့်လိုက်ကြတာဟာမိန်းမကယောက်ျားဖြစ်တဲ့နဲ့သွားကြည့်လိုက်ကြတာတကယ်တော့မဖြစ်ဘူးဖြစ်လို့လည်းမရဘူးခုတခါကြီးဒီမှာယဟန်ဆောင်တဲ့ပုဂ္ဂိုလ်တွေပါတယ်လေသိနေကြတော့ဘုရိသောတိယောက်ျားစစ်ဖြစ်ခဲ့လားလို့မမေးဘူးလားမေးတယ်အဲ့လိုပုဂ္ဂိုလ်တွေပါမှဆိုလို့မေးတယ်အင်္ဂါနှမျိုးလုံးပါတဲ့ပုဂ္ဂိုလ်တွေကုဘတော်ဖြစ်လို့လည်းလောကရန်ခံလို့မရဘူးရမ်းဖြစ်ဘူးအင်္ဂါနှမျိုးလုံးမပါရင်လည်းရမ်းဖြစ်ဘူးယောက်ျားတွေပေါင်းလိုက်မိန်းမတွေပေါင်းလိုက်အထောက်ခံတွေရမ်းဖြစ်ဘူးမခံရဘူးပုဂ္ဂိုလ်ဒါကြောင့်ယောက်ျားစစ်ကြလားလို့မေးတာပြောမယ်ဒီကထူးဆန်းတဲ့ဟာကြီးကြုံမငင်းမျိုးစားတဲ့တိုင်ကြီးမှဖြစ်သွားတယ်ရင်းကျော်ကအဲ့ဒီကိုယ်တော်လို့ခေါ်တယ်နော်တဲ့လှလာလေးဆိုတော့ကိုယ်တော်တွေအချောင်းနဲ့တန်တုနဲ့စတယ်လို့ပြောစိတ်ဆိုးဆရာတော်သွားတန်းဆရာတော်ဘုရားသိအတူကြည့်လိုက်တယ်ကဒီကိုယ်တော်ယောက်ျားစစ်တော်ဘူးထင်တယ်ပေါ့ဒါမှမဟုတ်သူလက်တွေပေါ်မှာဖြစ်မှာဆိုအေးအဲဒါမင်းနောက်မစားစေရဘူးမနောက်စေရဘူးမင်းတီးတန့်ကြိုက်လုံးနဲ့နေဆိုပြီးတော့ကျောင်းတော်မှနေခိုင်းလိုက်ပြီးတော့မှဆရာတော်ကခတ်ချောချောခတ်ဖြောင်းကြောင်းကျောင်းသားရင်းနှစ်ယောက်ကိုလည်းအဲ့ဒီကိုယ်တော်တက်ပေါ်တော့နေခိုင်းပြီးတော့မှားထားတယ်ဒီကောင်ကြီးမင်းတို့အဲ့ဒီကိုယ်တော်ကငါမသိငါဘူးဆရာတော်ကြီးက
ngài giàu giang mà sẽ phụ được thế này giang hàng nó đi ra mà sẽ thấy đầu nhưng mà hay rồi mấy nụ tu tất cả thì rằng mấy má thì bao giờ cả mấy nụ này bóng thế này nhé ấy đi hàng mà mấy nụ bóng thế này mua giang này ở khăn này bà để xuôi lên là bị xuôi họ đi khơi lục này lại để giang lỗ khó lòng này gì mê đi ra mà được chạy đi rồi phải lấy được cái ngay chỗ xin này rồi rồi sau đó giờ xin mà thay làm tất nhà ông này tôi đến sao sau đó khi này đây mà về về bay này trả đấy ai đi mua đồ à giàu giang mà sẽ thế này à là tu áo đồ là nô rồi trong là điều của thằng bố cha đó trong là điều của tu mua cái gì ở bên mà đi siêu về làm cái này trong nào tu khăn này xoay quanh rồi ai nhà mà trong đó là sao đâu vô để tránh cái lúc này này là rồi thì cho ông đi làm sao anh mà quay phải được tên anh chơi gì rồi đi để đủ gì giàu giá anh là mấy mà anh là nó cứ lúng bài là cứ vô đôi như thế và lúc trong thì là con này bò đấy ai nhà mà sao đâu tên anh chơi gì ở trong nhìn châu lại thế rồi sang đây là alo là phóng sẽ bị ở trong trái đi của rồi cái nhung cái làm giúp ta bỏ giàu giá mà sự vũ anh là nó như lúng bài để ra giáo về trong mà lên một thằng bà này được trong trái ấy tu của ấy thì được giàu giá anh là mấy mà anh là nó cũng bà đấy là chỉ của giàu và dù bộ về là số gì ba mươi tu càng đi cả bộ về là và tu ba bộ về càng đi tu càng tu càng mà làm chết sĩ về để áo tu càng tu nhà lên như này phao giá cái để áo tu càng tu mà tầm ít nhiều thì mà nhiều hơn là chết sĩ về để càng đi áo bộ về và lâu sau thì là con này hồi nhà ông mà biết là hàng giá để chia hay là cái gì của này tôi muốn nói là phải lại rồi tôi đâu mà mỗi cái này là nó cú lông bà là tôi đó càng số là nó cú lông cái này mà tôi nghèo trong gia này lên tôi nghèo mấy mà này lên tôi nghèo thì số mà đấy ta chọn đi cái gì vậy đi là chọn đi đâu vô mà lên giá để ra ta chọn làm một cái gì của trong thiên thì theo bộ nhà ta thay lý nhà soạn nhà gì đó xin anh ta trong mà họ hóa được cụ bạn chuyện về đến ra hóa đâu mà à bao ngày mà cao đó hay qua mà tụi nhà mày à đi tiền mà số à cái gì ấy đi qua mà đi rồi đi áo đồ là dùng mà về được đâu qua giờ rồi tất nhiên là hoàn thiện thế ấy đi về đến ra qua giờ rồi tụi nó quan được cụ đồ thì chịu là ấy đi qua là đi đâu mà ấy nhưng hôm qua là tụi nhà mày à số à cái này trong do yêu vào ngày mà nếu con biết ngày chuyện rồi quan cảnh ngày cái lo là rồi ra mà luôn nói chuyện đấy ngày khi rồi thì bài càng cái lúc này như bà là rồi họ thì em nào cũng thu khai ra đấy đi nên cũng khai ra đấy tất cả đi qua là đi rồi xây qua việc đấy xây khi rồi thì bài thu khai ra biển chỉ rằng tất cả là đại hàng buồn quá không nhớ lại tôi phạm đi tất cả đi qua mà đi rồi tôi để mà nhau khi qua việc bài đấy tất cả là thế cũng khai ra à thế rồi tôi đi làm việc với bạn tên rồi là rồi tôi phải nhau đi cái học lại là đấy tôi đủ thì nhau đi thì bị rồi chỉ số mà số lượng mà na đủ và lúc trong thì không thể can gì đấy thì ni là cam đủ cái gì nó đi ni là đâu là làm gì nhau được cả ai đi qua là đi rồi giàu giá anh là mấy mà anh là nó cú lông mà bà đấy rồi nó bốn quan đầu bộ ai gọi là gì cái này là những cái nào thôi rồi ai đi qua cả đi rồi mà sau này nè ta gì mấy anh là làm gì ban nè ta chưa qua này chưa mới được ai đi qua lại rồi đâu phạm gì chỉ sau này là tích đâu phạm gì biết là không mày đâu phạm gì cuối cùng một ngày đâu qua rồi cuối cùng nhìn về cái xem này mình đang mua sổ đang phá hỏng sổ việc sau này một kỳ cuối cùng là bố già làm như là liên nhân chất là để quản sau này năm nào già được bố già cuối cùng bố già muốn là gì trong đây cả ai mà liên nhiều của người về về xem mà đấy thì nó là sinh viên tốt đẳng và trong chỉ cả là chất hóa chất cái đó thứ ba thì sao đấy thì làm miếng đấy thì sao là miếng đấy thì hóa chất cái đó cũng là miếng hóa chất nào để miếng để xí nhỉ còn miếng đấy miếng tôi chỉ cho chỉ là về miếng cao của lúa bông này ai ra của lúa miếng này cái đấy sang gì này miếng này thì mà đâu vào thì yêu quỷ gì cả để sâu na miếng là sâu na gì
စိတ်ဆိုးလိုက်တာတခါတည်းဘုန်းကြီးကဆရာတော်တတိတော်ဘုန်းကြီးပြောင်းပေးပြအောင်လို့ဆရာတော်တတိတော်လည်းသဝနာမြင်းရလည်းသဝနာမကောင်းဘူးဗျဟုတ်ပါဘူးကွာတဲ့မင်းငါကရည်ရွယ်ချက်နဲ့တဲ့မင်းစာပေဒီစာပေရေးတဲ့နေရာရောတရားဟောတဲ့နေရာရောမန္တလေးဆရာတော်ကြီးကသင်ကြားတယ်တဲ့မန္တလေးဆရာတော်ကြီးကသဝနာကွာအားကြောင့်မင်းသဝနာပေးတာဆိုတော့ရေးတဲ့လူကြီးဆရာဆိုတော့မငင်းတာတော့ဒီပွဲကြီးလက်ခံလိုက်အဲ့ဒါဦးဇင်း25နှစ်တာ9ဝါအရာမှာလမ်းမျိုးနဲ့စားတဲ့စားကြဘုန်းကြီးပြင်းနဲ့ရောက်လာတော့ဒီသဝနာထတ်ဒုက္ခပေးပြန်ရောသင်္ဃာကြောင့်လေးစားရှိလို့39ခါရှိသွားသင်္ဃာကြောင့်လည်းဝင်ရပြဿနာတက်အဲစပရာကလမ်းဟောတဲ့သဝနာပါလားဟာဒီကတော့ရိုင်းနေကောင်းပဲမကြည့်နိုင်ဘူးသိလားတို့တဲ့လူကရန်တို့ရဲ့တဲ့ကွေးအောင်မှာတော်ပါတဲ့ဒီတဲ့အဲ့ကြမှာရှင်းနေကြတော့မှတ်တယ်ကြည့်တော့သဝနာမှတ်တာလားမှတ်တယ်သဝနာရောက်နေပြန်ရောအဲ့ဒါနဲ့နေရင်းနဲ့ဦးသိရေးတဲ့မျက်ရင်မကြခင်သိတဲ့ချင်းစာအုပ်လေးကိုဖတ်ပြီးတော့ဘိန်းညိုရတကားတွေကကြီးညိုပြီးတော့တရားဟောပြညာတယ်လိန်လေးတွေပို့ပြီးတော့အဲ့ဒါကြွားသွားတော့ကိုကြီးဦးသိန်းကတခါမှမရောက်ဘူးပဲနဲ့သူတို့ရဲ့ဒီလေးချင်းစီမီသေးကြီးမှကြီးညာတာပေါ့ဝိုင်းမလက်ဖို့ကြီးနဲ့အရှင်သဝနာပြည့်တဲ့ဒီဒီတရားဟောမိဆိုတော့တခါမှဒီသဝနာမကြဘူးတော့တက္ကမကြီးတယောက်ကအဲ့ဒီဘောဘကဘွဲအကောင်လေးလာမေးတယ်ဟဲ့ကောင်လေးဒီသဝနာဆိုတာနင်သိလားဆိုတော့ဘိုးကမလို့ဒီတည်းမှတ်တော့ကျုပ်လည်းဒီသဝနာမသိပါဘူးတဲ့ကျုပ်သိတဲ့သဝနာကတာဖွာခံပဲဒီသံပြည့်တဲ့လူဟုတ်တယ်ဗျာဘိဓိဝတာဖွာခံနာမရသဝနာတခြားနာမည်ပြီးရပေါ့ဗျာတာဖွာခံသဝနာနောက်တော့လည်းဖြေရတယ်ဟောဟုတ်မှာပါလေသဝနာဆိုတော့ဟောမြန်မွေးကောင်တွေမှာနာပြည့်တယ်ဘာအောင်တက်နိုင်တော့သဝနာတော့အခုကြည့်သဝနာနတ္တရဲ့ဇနီးမယားဘဝကအဲ့ဒါတကြေးနဲ့အဲ့ဒီနောက်တကအခုဒုစံမင်းကြီးဘဝတကြေးအဲ့ဒီဘဝကတည်ရင်တရားမင်းရဲ့မိဖုရားဘဝ၄ဘဝနေရအောင်မယ်ပြီးမှယောက်ျားဘဝပြန်ရမယ်ဒါကြောင့်ဒီကံများကာမတုကံကြီးဟာလေကျူးလွန်တယ်မကာမိအောင်ပြန်ပြီးတော့ဆိုးကျိုးတွေခံစားရပါတယ်ဒါကြောင့်ဟုတ်လားဟိုချမ်းသာတပည့်ဆင်းရဲတပိဋ္ဌာန်ပေါ့ကာမဂုဏ်ကာမတုကံကျူးလွန်တဲ့ချမ်းသာကတပည့်သားလေးခံစားတော့တပိဋ္ဌာန်မတန်ဘူးဒါကြောင့်ကာမတုကံကြီးကိုလည်းပဲရှောင်ကျင်ကြပါလို့မေတ္တာကြီးနဲ့တိုက်တွန်းတယ်လေးခုမြောက်ကမုတာဝါဒကံဘာကံလဲမုတာဝါဒကံအဲ့ဒါလိန်ပြောတာဟုတ်လားမှုသားပြောခြင်းမှာရှောင်ကျင်ရပြည့်တဲ့သူဘုရားကရာဟုလောဝါဒတုံးမှာရှင်ရာဟုလာကိုမှားတယ်ရှင်းသားရာဟုလာမှုသားဆိုရင်ရည်တရားတော့မပြောနဲ့ကိုယ်ကံဘာကြောင့်လဲဆိုရင်မှုသားပြောတဲ့ပုဂ္ဂိုလ်မလုံရဲတဲ့အာဟုမရှိဘူးကိုယ်မှာမှုသားမှာပြောရင်ကျန်တဲ့အာဟုအကုန်လုံရဲတယ်ဒါကြောင့်မှုသားမပြောနဲ့လို့ဘုရားကမှားတယ်အဲ့ကြားတွေကမူသားပြောမှဆိုရင်တော့လာပြီးဆိုးကျိုးတွေမူသားစကားပြောဆိုညာမှုစကားမပြီးတဲ့ဖြစ်တာပေါ့စကားမပြီးတော့ဘူးအခုကစကားမပြီးတဲ့ပုဂ္ဂိုလ်တွေစကားအားတဲ့ပုဂ္ဂိုလ်တွေကမှတ်လိုက်အရင်ဘဝကလိန်ခဲ့တဲ့ပုဂ္ဂိုလ်တွေဘာပုဂ္ဂိုလ်တွေဒါကြောင့်မူသားပြောခြင်းမှလည်းရှောင်ကျင်ပေါ့နောက်သွားမညီတဲ့တချို့ယောဂီတို့သွားရရလဲဘိုးနေရာပေါ့ဒီနေရာပေါ့ဟောလို့ပေါ်ရဆောက်ဖြစ်နေတာပေါ့နော်ရှစ်ဆရာကြီးပေါ့အဲ့ဒါလည်းပဲသွားတယ်မငြင်းညာပေါက်တာလေမှုသားပြောလို့လေမှန်ပါဗျာမှုသားစကားပြောဆိုညာမို့စကားမပြီးသွားမညီဒီနော်ပုံညီပါဇက်ကလည်းမဲ့တဲ့ပုတ်စော်နန်းနဲ့6ကတ်ကိုကြီးတဲ့ခန္ဓာကိုယ်လည်းမဲပိန်6ကတ်လိုပဲသိလားပိန်တဲ့ပုဂ္ဂိုလ်ကလည်းအားနာပါလေဟုတ်တော်တဲ့ပါလေဟောရတော့တာအိန္ဒြေနောက်ပုံရင်းပေါက်ကြီးတဲ့အိန္ဒြေသိက္ခာလည်းမရှိဘူးတဲ့မရောက်ဩစာသူစကားဘယ်သူမှမနာယူတော့နှုတ်ချာကြမ်းတော်နှုတ်တွေချာတွေကြမ်းတော်တယ်လျှက်ပေါ်လို့စိတ်မတည်သည်လျှက်ပေါ်လို့စိတ်လည်းမတည်သေးတော့အဲ့ဒါဆိုးကျိုးတွေပဲဒီဆိုးကျိုးတွေသိပြီးတော့ဟိုသားပြောခြင်းမှာကြောင်ရင်နဲ့မယ်ဆိုရင်တော့ကောင်းကျိုးတွေပြန်ရမှာပေါ့ကောင်းကျိုးတွေဆန့်ကျင်ဘက်တွေပေါ့နော်ခြေရပေါ်ဩဇာအာဏာညောင်းမယ်ရှင်ပေါ်ကြော်ကြမယ်ပါဇက်တရားလှမယ်အာဘိဓမ္မာကြာလုံးနဲ့သိမယ်ဩဇာအာဏာညောင်းမယ်စသည်တဲ့ကောင်းကျိုးတွေပြန်ရဒါကြောင့်ဟိုသားဆိုရင်လည်းပဲကြီးတရားကစပြီးတော့မပြောကြပါနဲ့လို့ဒါလေးလေးနက်နက်တိုက်တွန်းတယ်ပေါ့အဲဒါနဲ့ပတ်သက်ပြီးတော့အတွေးခေါ်လေးတစ်ခုပေးခြင်းအဲ့လိုမှုသားကိုမပြောပြရငငယ်တဲ့ကမိမိသားသမီးတွေစီယုံမိဘကိုလည်းမှုသားမပြောနဲ့
မှုသားပြောတဲ့နေရာအင်မတန်ချမ်းသာတယ်ဘုရားရဲ့သီလဆွမ်းခုတော့ရရတဲ့ပေါ်ဒီကုန်သွားလို့အဲ့ဒီမှာပါတယ်ရှင်ဒီသားကဥကျင်ထွေးသူပြောတဲ့စကားကောင်းဆရာတော်လည်းဒီလိုတည်းလုံးမှုသားပြောဘူးသိစိတ်ချမ်းသာတာဆရာတော်တဲ့ဟိုတေတုံးလူကြပါခံကွက်တစ်ခုပွဲနေတာဒီဘယ်သူလို့သူကြောင့်လည်းကျွန်တော်ကြောင့်ဘယ်တော့မှမလိမ်ဘူးအင်မတန်ချမ်းသာတယ်ဆရာတော်ဒီလိုစဉ်းစားတယ်ဆရာတော်မှုသားတွေပေါ်တဲ့ခေကြီးမှာငါတို့နေသားစုဘာဖြစ်လို့မှုသားရှောင်းနေတဲ့သစ္စာစကားရှိကြတယ်လဲဆိုတော့သူပေါ်တယ်ဆရာတော်တဲ့တပည့်တော်ဆရာကြီးလူပဲတဲ့ဒီလိုမူလာတဲ့ဆရာဟာဒီလိုငယ်ငယ်တဲ့ကမှုသားပြောအောင်သူနေခဲ့တာဆရာတော်တဲ့မှုသားမျိုးချင်းရဲ့ဆိုးရိုးတွေမှန်မှန်ကန်ကန်ပြောရင်ကောင်းကျိုးတွေသုံးနေခဲ့တော့တပည့်တော်တို့ဟာတပည့်တော်ငယ်ငယ်လေးကမှုသားရှောင်းတင်ခဲ့တာတဲ့တပည့်တော်မှန်ပြီတဲ့ဆရာကတခါတော့လို့စာသင်နေတဲ့အချိန်မှာသူ့ငယ်လေးနှစ်ယောက်နိုင်နေကြတယ်သူကြောင့်မောင်ဖူးနဲ့မောင်နေပေါ့အဲ့တော့ဆရာကမြင်တော့လှမ်းမြေဟေ့မောင်ဖူးနဲ့မောင်နေမင်းတို့ဘာလို့နိုင်နေကြလဲဆိုတော့မောင်ဖူးကတော့အမှန်နဲ့လို့ဆရာလည်းကျွန်တော်အဲ့ချိန်လိုငမ်းပြီးပါလေမောင်ကြီးကလိန်ဟာကျွန်တော်ဆရာမငိုက်ဘူးကျွန်တော်အောက်ကမတ်တုစာကိုငုံကြည့်တာလိန်တဲ့ကံမှာဆရာဟာနေ့ကိုလာပြီးတော့မောင်ကြီးကိုနေရင်တစ်ချက်ရိုက်ပြီးတော့အတန်းကြီးထွက်ပြီးတော့တတိတွေကြောင်းပြောတယ်ဆရာတော့တတိတို့ဆရာအခုလိုမောင်ကြီးကိုရိုက်တာငါတို့ရိုက်တာမဟုတ်ပါဘူးတွေးသားကြောင်ငတ်တတ်ပါတယ်ဆရာရိုက်တာကလိန်လို့ရိုက်တယ်ဘာဖြစ်လို့လိန်လို့ပါဗျာတတိတို့စဉ်းစားကြည့်လေအခုလိုငယ်ငယ်ကျောင်းသားကျောင်းသူဘဝတွေကလိန်တဲ့ပုဂ္ဂိုလ်နိုင်ငံအကြီးကဲဖြစ်လိုက်နိုင်ငံဘယ်တော့နာသွားမလဲဒါကြောင့်လိန်တဲ့အချင်းကိုငယ်ငယ်တွေကဖြောင်းအမှန်ပြောရရဖြောင်းရည်ခုတို့မြန်မာပြည်နိုင်ငံရေးအစ်ကိုပြန်ကြည့်လိုက်အလေးကြီးပြောလို့နိုင်ငံပြက်ခဲ့ကြတယ်မသလာတဲ့ကမသလာပါတီပြက်သွားတယ်ဘာကြောင့်လဲဆိုရင်လိန်ငယ်လို့ဘာကြောင့်လဲဟုတ်လိန်တာလေအောက်ကလူသူရောက်တော့အထက်ကတစ်ခုခိုင်းတယ်ပေါ့မအောင်မြင်ဘူးမအောင်မြင်ရင်ဘာကြောင့်မအောင်မြင်လဲလို့အတိအကျတင်ပြလေလူကြီးကတွေးပြီးတော့နေသိပေးမှာပေါ့အခုတော့ဘာမှငါတဲ့အဲ့ဒါမဟုတ်ရှောက်လိန်တာအောင်မြင်ပါတယ်ဘယ်လိုဖြစ်ပါလဲအောက်ကတော့မွေးငတ်ဒုက္ခရောက်တာအဲ့လိန်တာပဲရုပ်ရည်နိုင်ငံမှာပြက်တယ်တော့လိန်တာအဲကြောင့်မလိမ္မာနဲ့ကိုယ်နာနာကိုကြည့်လို့ရှိရင်အမှန်တမ်းကျင်ပြပါအမှန်တမ်းတင်မဲ့လို့ထုတ်ရင်ထုတ်ပါစေပေါ့တကယ်ဆိုရင်ပြည်သူရဲ့ဟုတ်လားပြည်သူနဲ့ကိုယ့်ရဲ့ယာတို့ပြောရင်လည်းပြည်သူကိုကြည့်ရပါကြည့်ရဒီတော့ယာတို့ကြည့်တာအထက်ကမေကောင်းကိုလိမ့်ကြည့်နေတာလေဆိုကြပါစို့ဦးဇင်းတို့လက်ဘက်တစ်ပါးခိုင်းတယ်ဆိုကြတော့ကြာဘူးဦးဇင်းတို့ကိုပေါ်လောင်းလို့ပါလို့လေးစက်တဲ့မောင်းမြင်မှုအရေးငံလေးအာဒီလိုကြောင့်မွေတွေကောင်းဒုက္ခရောက်ပြီးတော့အထက်ကိုကျအောင်မြင်ပါတယ်တင်ဒီအဟုတ်မှန်းလူကြီးတယ်ပြီးတော့ကြတော့ဆန်နေကိုသူတို့ခါတဲ့ပြင်ပေးတာကြည်စမ်းမလုံပေါင်းကလိန်နေကြတာဒါကြောင့်အမှန်အရေးကြီးတယ်နော်ကိုယ်နာကိုချစ်လို့ပြောပြနေတာမလိန်နဲ့အမှန်တမ်းပြောငယ်ငယ်လေးကကိုကြည့်ဆရာကမင်းကလိန်လို့ရိုက်တာဒါဘယ်တော့မှမလိန်ရနဲ့အဲ့တော့ပြောမယ်တဲ့ဆရာကလိန်နဲ့အပြည့်ကိုပေါ့နော်အဲ့ဒါနဲ့ကြောက်တကြီးတွေကဘယ်သူမှမလိန်ကြဘူးတည့်ရတော့အဲ့ဒီတတိပဲဟောပေါ့အခုဒီနေ့ရိုက်ခံတတိမောင်းကြီးပေါ့စာသင်တဲ့အချိန်မှာအပြည့်မဲ့ငေးဆရာမြင်သွားတယ်သေကောင်မောင်းကြီးမင်းအပြင်ဘက်ကိုဘာလုံးနေနေတာဟိုကောင်မလင်းတော့ဘူးဆရာကျောင်းပြင်ဘက်မှာကျောင်းကြီးဖြတ်တော့တာလှလို့ကျွန်တော်ငန်းနေအမှန်တမ်းဖြစ်တယ်ဆရာကဟာဒီတိတ်တော်တယ်ငါအဲ့လိုအမှန်ပြောတော့ကြိုက်တယ်ဒီမင်းကလေးအလှပညာရောက်လာလေးကြည့်ဖို့ပဲသွား15မိနစ်လိုက်ငန်းကြီးဆွတ်လိုက်တယ်ယောဂီဒါမှလည်းအရေးကြီးတယ်ကြီးတာလည်းတကယ်အရေးကြီးတယ်ဆိုတော့ယောဂီများကြီးဟိုကောင်းတဲ့စနစ်တစ်ခုထွန်းကားကြည့်လေကံနှမျိုးလုံးလောက်ရတယ်နေကဟကံဘက်ကဟကံပြောကြည့်ပါနဲ့ပါသိရေးကြည့်တဲ့တွေခေါ်ပါယောဂီတို့မကောင်းတဲ့အကျင့်မူတွေပျောက်စေခြင်းကောင်းတဲ့ချီးမြှောက်တဲ့ကံတွေရှိရတယ်ဆိုကြပါစို့ခိုးလို့ရှိရင်ထောင်ချတယ်လို့အပြစ်ပေးတယ်လို့မခိုးတဲ့ပုဂ္ဂိုလ်ကြတယ်လည်းပဲချီးမြှောက်ရတယ်စုကြည်ပေးရတယ်ဒါကြောင့်ဒါအင်တန်ရေးကြည့်တယ်ကိုယ်သာငယ်ငယ်လေးရတယ်မလျော်မပေါ့တွန်းနေပေးတာကြာတစ်ဆက်ပြောမယ်နောက်ဆုံးကံကသုဒ္ဓမေရိယကံဘာကံလဲသုဒ္ဓမေရိယကံအဲ့ဒါရောအရေးကြီးတော့ဥစားဆောင်နေကြည့်လိုက်စမ်းဘယ်ကြားနေကြည့်လိုက်အဖုံးပါလေအရက်ပလင်းမယ်ကြော်ညာနေတာဘာပဲကြော်ညာရုပ်တို့ဘာသာချရင်လာရင်လေမေးရုပ်တို့ဘယ်လိုပြန်မှမသိ
ဒါပေမဲ့မြန်မာပြည်ကကြားနေကြည့်လိုက်ရင်ဟာအကျက်ကလေးနေဒီပဲပြီးတော့ပေါင်မလေးရတဲ့မောက်လုံးမောက်ဖြန်းလို့လမ်းပါလိုက်သေးတယ်ဟုတ်လားဆွဲဆောင်တာပေါ့လေခင်ဗျားတို့ဗုဒ္ဓဘာသာတွေကအကျက်ကဘုရားကိုယ်တိုင်ခွင့်ပြုကြလားလို့မေးရင်သေရောပဲလားဒီလိုအကျက်ဆိုတာငကိုတွေကတောက်ရှိနေတာဆွဲဆောင်တွေကလိုသလားမလိုဘူးနော်စုံလန်းလေယောဂီတို့အကျက်တော့ဖို့ဘာမှကြုံညာကြမလို့မကြုံညာမနေနဲ့အပြည့်လည်းရှိတယ်အဲ့တော့ပြောမယ်တချို့ကထင်မှာပေါ့ဟာဆရာတော်ရဲ့ဟိုအရက်ကလေးတောက်တာဘယ်သူဒုက္ခပေးတာမှတ်လို့ဒီအရေးလေးကိုပါဇက်တဲ့လောင်းထည့်ယူမယ်ဗျာဒီလိုပြောမှာနော်ပြောမယ်တွေးခေါ်တယ်အရက်ဟာလူတိုင်းနဲ့မတည့်ဘူးအရက်ဟာပါတယ်နားထောင်တယ်ဦးဇင်းရဲ့ဟိုအတ္တနောမတိမဟုတ်ဘူးကြားလေဟိုဦးဇင်းတို့ပြောခဲ့တဲ့နေပေါင်းဒီ30ကျော်လောက်ကပေါ့မြန်မာပြည်ကိုအမေရိကဒေါက်တာရှောင်းပင်ပါဆိုတဲ့ဆရာဝန်ကြီးတယောက်ရောက်လာပြီးတော့အရက်အကြောင်းကိုဟောပြောတယ်တိတ်မဟုတ်ကောင်းတယ်သူကပြောတယ်အရက်ဟာတဲ့တချို့ကပြောတယ်ဟာငါတို့အေးတဲ့နိုင်ငံဆိုတောက်တယ်ပါတကယ်တော့ဘယ်သူမှမတောက်တင်ပါဘူးတဲ့ဘယ်လူသားနဲ့မှမတည့်ပါဘူးတဲ့ကျွန်တော်တို့လည်းသူစမ်းပြပါပြီတဲ့မွေးကာလကလေးလေးကိုအရက်မြန်တပည့်လောက်လောင်းထည့်လိုက်ရင်တဲ့ပကတဲ့လောင်းထည့်လိုက်ပူကွဲပြီးတော့သေးပါတယ်အဲ့ဒါအရင်ကခန္ဓာကိုမတည့်လို့ပါလေလက်ခါသူရဲ့အဆက်တစ်ထောင်မှာအရက်တစ်ဆက်ရောလာရင်အရက်နဲ့လွှမ်းသွားတယ်တွေးနှံကြောက်သွားတယ်ဒါကအဲ့တွေးဆက်တစ်ထောင်မှာအရက်20ရောလာရင်ခိတ္တယူသွားတယ်တားမှုလို့လူမတော်နဲ့ယူတယ်လို့ခေါ်တယ်ယူသွားတယ်အကယ်၍တွေးဆက်တစ်ထောင်မှာအရက်50ရောလာရင်အုံနောက်တွေးတော့ပြည့်ချင်းပေသွားတယ်ဒါကြောင့်အရက်ဟာဘယ်သူနဲ့မှမတည့်ပါဘူးတဲ့မှန်ဘူးလားပြည့်တယ်မှန်တယ်နောက်ပြီးတော့ဘုရားကပြောတယ်အရင်တောက်တဲ့ပုဂ္ဂိုလ်တွေဟာဖြစ်ရဘောကအယူပဲဖြစ်တယ်ဟောအဲ့ဒါပုဂ္ဂိုလ်တွေဖြစ်ရဘောပါတယ်ဘယ်တော့မှလူကောင်းပေါ်မရတော့ဒါအရေးကြီးပါတယ်ကံကြောင့်ကိုဖမင်းလို့အမျိုးသားအားလည်းကိုဖမင်းလို့ဦးလေးလို့အကိုလူကြီးလို့သဘောထားကိုပြုတ်ခံနေတာပါဘယ်တော့မှမတောက်ပါနဲ့အရက်သမားတိုင်းဘယ်တော့မှလူကောင်းပေါ်မရောက်တော့အယူပဲပြန်မှပြီးတော့ဖြစ်ရပါတယ်ဒါတင်မလားမကသေးဘူးအာဟုကိုမှန်တယ်များကိုလည်းပဲလွယ်လွယ်လေးကျူးသွန်တတ်တယ်အရင်သမားလားမှန်ပါဗျာအဲ့တော့ဖြည့်ကြည်စံတာမန်သားတယောက်ပကတိစိတ်နဲ့မိဘကိုတိုက်ရဲပါမလားတိုက်ရဲပါဗျာဒီအရက်ဝင်သွားရင်တိုက်ရဲမှန်ပါဗျာစိတ်ကူးမဟုတ်ဘူးတကယ်အဖြစ်အပျက်ကိုပြောမယ်1990ခုနှစ်လောက်ကမှဝေးတိုင်းမြန်မြို့နယ်လူတန်းမှုတူဖြစ်တယ်တတ်တာကသားအသက်ခံရတာကအဖေတတ်တဲ့ခေါင်းလေးနာမကအေးတောင်လို့ခေါ်တယ်အဲ့လိုပဲသူ့ဘေကသားကိုတော့ချစ်တော်ယောဂီတို့ကြီးဟိုဥစ္စာစည်းတဲ့အမွေပဲပေးဖို့ကြိုးစားတယ်ပေါ့သူ့မှာမိခင်မရှိတော့ဘူးမိတဆိုးလေးပေါ့ဓမ္မဝင်မပေးဘူးတရားပေါ်လေးခေါ်လာမှလည်းမသိတရားတော်ကောင်းလေးပေးဖမ်းမှလည်းဒီကောင်းလေးကဘာသိမှတရားသိမှမရှိအဲ့တော့တောက်စားမူရည်ကစားပေါ်လောင်းကစားအဲ့တော့ဖဲပေါ့ဖဲသားရဲ့တဲတော်ရံမှုတော့ဖဲရဲ့ဖဲရှိုးအပိကြီးပသံတောင်းတကယ်လို့ပြောပေါ်သားရဲ့ဒီလိုမလုပ်ပါနဲ့သားရဲ့မကောင်းပါဘူးမတားဘူးပေးတာပဲငါသာသိချမ်းသာပြီးရော3ငါလောက်တော့အကြီးတဲ့ပသံကို4ခါတော့ကြာပသံမရှိတော့သားရဲ့ပြီးတော့ပသံမရှိတော့ဘူးအဲ့ဒါလားအဲ့လိုသူ့ကိုပတ်စံမရှိတော့ဘူးလို့ပြန်ပြောရမလားဆိုပြီးတော့သူ့ဖေလေပင်ကိုဓာတ်နဲ့ပိုင်းခိုင်းတာမူးနေတာကိုလေပင်ပြက်ပြီးတော့အဖေပေးတယ်ပင်စာနန္ဒရိယကံအာကံပါထုံးစင်နေကြတယ်ကြီးစံပြည့်တယ်ဒီကြီးရဲ့ကိုအပေါ်ရင်ကြည့်လို့ရှိရင်တော့မောင်လေးတောင်ဆိုတဲ့သားလေးကအဖေကိုတတ်တာနည်းနည်းကြည့်ရင်မောင်လေးတောင်ကတတ်တာမဟုတ်ဘူးအရက်ကတတ်တာဘယ်သူကတတ်တာအရက်ကတတ်တာဒါကြောင့်အရက်ရောင်းတဲ့ပုဂ္ဂိုလ်များမေတ္တာရက်ခံပြရဒိယတာမရောင်းပါနဲ့တော့အဲ့ဒီဒီရဲ့ရောင်းတာဟာသာသမီတွေကိုမိဘတတ်အောင်တွေးထုတ်ပေးရဖြစ်ပါတယ်သာသမီအလုံးကိုပင်စံလေးရကံထပ်ပြီးတော့အဝေဇင်လေးရဲ့ကြောင်လောက်တာအရက်ခံနေတယ်လုံးဝမလုပ်သေးပါဘူးမိဘချင်းစာနာပါသာသမီချင်းစာနာပါဗုဒ္ဓဘာသာဖြစ်ပြီးတော့အရက်ရောင်းတာအောက်ထပ်အကျဆုံးတယ်ပြောချင်တယ်အဲ့လိုအရက်မှာရောက်ရင်ဗုဒ္ဓဘာသာတွေကထွက်လိုက်ပါဘာသာကြတဲ့ဝင်ဆန်းမှာ
ဗုဒ္ဓဘာသာကြီးအရေးကြောင့်ဘယ်လောက်ရှစ်ဆရာကောင်းလဲဘာသာတရားမေးမှလေမင်းတို့ဗုဒ္ဓဘာသာတွေကိုဘုရားကအရေးရောင်းဝင်ပြေးသလားသိရောဘုရားကတက်ရောက်ဟောပြီးသားအာရမိကပေါ့နော်ဒီမယောင်းဝယ်ကောင်းတဲ့ကုံတွေထဲမှာရောက်ပြီးအဲ့အရက်ပါတယ်လက်နဲ့တွေပါတယ်အစိတ်တွေဘာလို့မယောင်းကောင်းမလားမလို့ကောင်းဘူးရှက်ကြတယ်မှာဘုရားကိုအာနာကြတယ်မှာမပြောမှဒီလည်းမပြီးသေးဘူးအဲ့ထောင်တယ်နေကြတော့ညဉ့်ညံထောင်မှာကြာကောင်းလေးရဲ့မျက်နှာကသနာကမာလေးပေါ့အဲ့ဒါထောင်ထဲမှာလည်းထောင်မနေပါသနာတော့သူ့တခြားအလုပ်တွေမခိုင်းပါဘူးသမင်းဖြစ်တဲ့နေရာပြီးတယ်တခါတော့လို့သမင်းချက်ဖို့ပေါ့လေမိုးပြဲတယ်နဲ့ရင်းလေးဘောဝဲဆူလို့အဲ့ဒါသူဆန်းနေယူလာပြီးတော့မိုးပြဲတဲ့ထဲကိုလုံရင်းနဲ့ခြေချော်ပြီးတော့ဘောဝဲဆူရဲ့ရင်းလေးဦးကြီးတွေကိုကျွန်းထုတ်ဆင်းသွားအောင်ဒါယုတ်ကြီးတို့အဖေကိုတက်တဲ့အာဟုတို့ကဒီဘဝမှာလည်းမကောင်းဘူးပြလိုက်တာပါအသက်ခံရတဲ့အဖေကသီလသမာဓိပညာကြီးမှန်တော့မြေကိုမျိုးပါတယ်အဲ့ဒါဦးဇင်းတို့အခုမိဘကြီးတို့ဆက်ဖို့ဒီလားတရားကိုဒီစီဒီကိုထွက်လာရတာနားပါလိမ့်မယ်မိဘကိုတတ်တဲ့အတွက်ကြောင့်တောင်းသူတဲ့အတွက်ကြောင့်ရည်ညွှန်းတဲ့တကယ်ဖြစ်ရတယ်ပေါ့ခုတော့သီလတော်နဲ့ပညာမိဘကနေပါတော့မြေတော်မျိုးတတ်တဲ့သားအသေးဆုံးနဲ့သိရပါတယ်ဒါမြင်းကြံဆေးုံမှာပဲပေါ်ခဲ့ပြီးတော့တည်သွားချတာလည်းကုသိုလ်ဝိဇ္ဇာရဲ့ကြပြီပေါ့အဲ့တော့ဒါကောင်းပြီတုရံမေရိယကံကြောင့်လေဒါကြောင့်ဒီဒီရဲ့ကိုရှောင်ရပါလို့ပြစ်တာပြင်းနဲ့ပြောခြင်းနောက်တစ်ခုကံယောဂီတို့အဖေရင်းကတန်ကြီးရင်းကိုမတရားကျင့်ဖို့ဆိုတာလွယ်ပါမလားလုံးဝဖြစ်နေမလို့လုံးဝဖြစ်နေအေးအရင်မူးရင်ရောဖြစ်နေဘုရားကလေသူ့ကိုယ်ရေးကြည့်လို့ဟောတာသေရဲ့တောက်ရင်တဲ့အာဟုတုမှန်တယ်များကိုလွယ်လေးပြုလို့မိတတ်တယ်လို့ဘုရားကမဟောဘူးလားဟုတ်ပါဗျာအဲ့ဒါတို့တရားအများစုကဘုရားစကားနားမတော်မနဲ့အယက်ဆံစကားနားမှတော့သေရောပေါ့ကြည့်လို့ပြောမယ်ကောလင်းမျိုးအဲ့ဒီတရားကြီးကအဲ့လိုပဲတနည်းပေါ့အယက်ဆံဘူးနေတာအဲ့ဒါသူ့မိန်းမကဈေးရောက်ပြီးတော့အယက်ဘူးရှားပေးရဲ့ဒီကြတဲ့သူ့စိတ်ရဲ့အယက်ဘူးမရရင်မိန်းမကိုလည်းရိုက်နေညင်းစေကိုမူရပြီးရောပေါ့အဲ့ဒါနဲ့ပဲမိန်းမလည်းသူညင်းစေတဲ့ခံနဲ့မိန်းမကြီးသေးသမီးပြိုလေးကျန်တော့လေအဲ့ဒီသမီးပြိုလေးကဈေးရောက်ပြီးတော့ဖခင်ရဲ့ဘူးရှားပေးရပြန်တယ်ဘလောက်ရစ်သက်တဲ့ဖခင်ရဲ့ငါရင်မူရပြီးရောဒီသမီးလေးလူတော်တဲ့ဘာဖြစ်အဲ့ဒါတပုတ်လေးကြည်တာဘာကြည်လဲမှတ်တာလူမှန်ကြီးနှစ်ပုတ်ကြည့်တတ်ရတယ်မိမိသူ့အကျိုးကိုအကျိုးသူ့အကျိုးကိုအကျိုးနှစ်မျိုးလုံးကြည့်မှနှစ်ပေါ်လုံးကြည့်မှလူလို့ခေါ်တယ်လူဖြစ်တဲ့นั้นနဲ့ကိုယ်အကျိုးကိုကိုမူရပြီးရောကျန်တဲ့ပြေဘာဖြစ်ပြီဆိုတာတပုတ်လေးကျင်တိရစ္ဆာန်လူမဟုတ်ဘူးတည့်တော်လူပဲမူပြီးတော့သူအိမ်ကြီးမှာလဲသောတော်လူပေါ့ဟိုသောတော်ကြပင်မဆိုတာဒေါက်တာပြောခဲ့တယ်လို့ပေါ့အရက်သွေးဆက်တစ်ခေါက်မှာအရက်20လဲရောယူသွားပြီလေခိတ္တယူသွားပြီသူ့ရဲ့ပဂတိဖခင်တဲ့ဘာလည်းမရှိတော့အဲ့ဒီချိန်မှာပဲသမီးတို့လေးရညသကောင်ကြီးပေါ့ဟိုဖခင်ဆိုတော့ဘယ်ထားရမလဲတွဲပြီးတော့အဲ့ဒါခေါ်ပြီးတော့အိပ်ရတဲ့သွားဖို့တော့ဟောဒီချိန်မှာဖခင်တွေလည်းမရှိတော့လူတွေလည်းမရှိတော့သမီးကိုမတရားခြင်းလိုက်တော့ရှင်းဆုံးတော့ကြောက်စရာကောင်းတယ်အဲ့ရုပ်ကသမီးကလည်းမပြောရဘူးအဲ့ဒီတိုင်းပဲသမီးနဲ့ပြင်းနဲ့ပြန်ညားနေကြအောင်ငုံပြီးတော့ပေါ့အဲ့နောက်ဆုံးရောက်ဝက်ကသိတော့ဂိမ်းနဲ့သူ့လိုအဲ့နေရာကဖတ်ပြရတဲ့အကြောင်းကြားတဲ့ထဲမှာပါတယ်ဒီပြရမယ်စဉ်းစားကြည့်စမ်းအပေါ်ယံကြည့်တော့ဖခင်ကသမီးကိုမတရားပြုခြင်းတာတကယ်ပြီးခေါ်နေကြည့်လိုက်ရင်ဖခင်ကသမီးကိုမတရားခြင်းတာမဟုတ်ဘူးအရက်ကခြင်းဘယ်သူကခြင်းအရက်ကခြင်းဘယ်လောက်ဆိုးတဲ့အရက်လေအဲ့ဒါကိုယောဂီတို့ရောင်းဝယ်ပေါ်ပါခြင်းလည်းမပြုပါနဲ့ကြိုညာခြင်းလည်းမပြုပါနဲ့တို့ခုတော့ဒီလိုယောဂီတို့အရင်တော့ဆိုရင်ဒီဝေယကိုအရက်တွေမကြောညာဘူးလားအခုတော့ကျေးဇူးတွေနဲ့မကြောညာတော့ဘူးမကြောညာလည်းကောင်းတယ်လေလာပြန်သေးတော့လားဒီဟာအရက်တော့မဟုတ်ပါဘူးဒီရောယောဂီတို့အရက်မဟုတ်လို့ပါလေအပင်နေရတာဟုတ်လားအဲဒါဦးဇင်းကအခုတခုတောင်းဆိုခြင်းပါတယ်ကြောညာသမားတွေကိုခုယောဂီတို့ဒီဆက်လက်ကြောညာတဲ့အခါမှာကြတော့နော်ဒီဆက်လက်ကိုတောက်ချင်းဖြင့်ကျမ်းမာရေးကိုဆိုးဝါးစွာထိခိုက်စေနိုင်ပါသည်ဆိုတဲ့ဇာတန်လည်းမပါဘူးလားမှန်ပါဗျာဟာအဲ့ဆက်လက်ကြတော့ပါပြီးတော့အရက်ကြမပါဘူးအရက်မှလည်းဖက်ရရုပ်တော့ဆက်လက်ကညာညာတောက်ရင်တောက်တဲ့လူပဲဒုက္ခရောက်တာသူများဒုက္ခရောက်သလားမရောက်ဘူးတောက်လူပဲဒုက္ခရောက်တယ်အရက်ကရောက်လို့အရက်ဝင်ရင်လိန်ရဲတယ်
မိဘလည်းတတ်ရဲတယ်မိမိသမီးလည်းပြန်စော်ကားရဲတယ်ပို့မဆိုးဘူးလားဒါကြောင့်အရက်ပလင်းတိုင်းရဲ့အောက်မှာဇာတန်ထည့်ပါဟုတ်လားဒီရက်ကိုတောင်းချင်းဖြင့်မိဘကိုလည်းပြန်တတ်နိုင်ပါသည်သမီးရင်ကိုလည်းပြန်စော်ကားနိုင်ပါသည်လို့မထည့်တယ်ဘူးလားအဲ့ဒါထည့်တဲ့အကြောင်းအစိုးရကိုတင်ပြကြဟုတ်လားပြောတော့ရန်ကြောက်လာတယ်အစိုးရတင်ပြလိုက်ပြီဟိုဒါအရေးကြီးပါတယ်အရက်ကပို့ကြည့်ကြည့်တယ်လေအခုသူမသိတော့တာဆက်လေကြတော့ထည့်တယ်အဲ့ဒါတော့မဲတောက်ကောင်းတယ်လို့ပို့ဆိုတာမဟုတ်လုံးဝမထည့်သင့်ပါဘူးဟုတ်လားအဲ့တော့ဒါဟာရုပ်အရင်နဲ့ပတ်သက်ပြီးတော့ဒီသီလဟာဘုန်းပြောခဲ့ပြီလေမိခင်နဲ့တူတယ်ဘာနဲ့တူမိခင်နဲ့တူတယ်တခြားကုသိုလ်ဘယ်လောက်ရှိရှိ၅ပါးသီလဖောက်ပြပြီးဆိုရင်သံဃာမှာမနစ်နာဘူးလားသူနစ်နာတယ်နော်ဒါကြောင့်တုတ်တဘုဒ္ဓချင်းမှလည်းကြောင်းခြင်းမှာသူများဥစ္စာကိုခိုးခြင်းမှလည်းကြောင်းခြင်းမှာသူများသားများတွေပြင်မစော်ကားခြင်းမှလည်းကြောင်းခြင်းမှာလိန်ညာမျိုးခြင်းမှလည်းကြောင်းခြင်းမှာသေသေးရဲ့မှုစေဝါတိုးထွက်ခြင်းမှလည်းကြောင်းခြင်းကြပါလို့ပြောရင်းနဲ့နော်ဟုတ်တယ်လို့မိခင်နဲ့တူသောအရာတရားကိုစောစောကအားလည်းနဲ့ဒီကုန်းထုတ်ပြပါမယ်အာဒီသီလံပဋိဋ္ဌာသာကလျာသမသီလံဝိသောတေသီလံသီလတရားသီသဝဓမ္မနာလုံးစုံသောကုသိုလ်တရားတို့၏အာရိသာဥစာလေးဖြစ်ပါ၏ပဋိဋ္ဌာသတရားလေးဖြစ်ပါ၏သီလံဘုံတော်တော်ကိုထင်းထင်းပြည့်တဲ့သီလတရားသည်သဗ္ဗဓမ္မနာလုံးစုံသောကုသိုလ်တရားတို့၏ကလျာဏံဘေးရန်စိတ္တလူကြီးမအောင်ထိမ့်သိစောင့်ကြတဲ့ကြောင့်ကောင်းမွန်စွာသောမာဓုကင်းစာမိလိမိပါ၏သီလံသီလတရားသည်သဗ္ဗဓမ္မနာလုံးစုံသောကုသိုလ်တရားတို့၏ဗမှုကင်းစာအကြည့်မှုလေးဖြစ်ပါ၏ဝါဖြစ်ပွားပေါ်တော့ရကရုဏာနဲ့လူပါ၏ဓမ္မတို့ကြောင့်သီလံသီလဆိုတဲ့တရားကိုဝိသောတရေစင်ကြအောင်ကောင်းစွာမသွေသုတ်သင်ကြပေရန်တည်းတရားပြည့်တော်သူတော်ဘာလို့ယဉ်ကျေးကစပြီးတော့လေးရင်ကြောင်းချဆင်းရဲကင်း၍ကိုယ်စိတ်နှပြချမ်းသာကြပါစေကောင်းလို့တရားဆန္ဒပြေဝကြပါစေ